မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ညီကိုမောင်နှမတွေကိုဘုသူတ္တလေးတစ်ခုဖြန့်ဝေခွင့်ပြုပါခင်ဗျာကျွန်တော်နာမည်ကဒေါက်တာလာဝင်းအောင်ပါခင်ဗျာကျွန်တော်ဗတ်ဆိုးခုမြန်မာမှုနုပညာရတနာဆိုင်ကျောင်းမြင့်ရတနာရောင်းဝယ်ရေးလုပ်ငန်းကို1999ခုနှစ်ကစတင်ထူထောင်ပြီးတော့နှစ်ပေါင်း30ကျော်ကျွန်တော်ရပ်တည်နိုင်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ကျောင်းမြင့်ရတနာလောကကိုစတင်ဝင်တဲ့အချိန်မှာကျွန်တော်တို့မိဘမျိုးရိုးကလည်းကျောင်းမြင့်ရတနာမလုပ်ဘူးကျွန်တော်လက်ထက်မှာစလုပ်တာလည်းပါတယ်ကျွန်တော်ဆိုင်လေးရဲ့နာမည်ဗတ်ဆိုးဆိုတာကျွန်တော်အဖေကဥပတ်ဆိုးကျွန်တော်အမေကဒေါ်တော်ဥမလို့မိဘနှစ်ပါးကိုတန်ဖိုးထားတဲ့အနေနဲ့ဗတ်ဆိုးဆိုတဲ့လုပ်ငန်းလေးစတင်ထူထောင်တဲ့အချိန်မှာကျွန်တော်ရဲ့အမေဒေါ်တော်ဥကတားရီလူမျိုးတရားတစ်ပါးနဲ့ဆက်ဆံရမှာတော့ကိုဈေးရောက်တဲ့နေရာမှာကိုယ့်ရဲ့ဘွယ်လူဂုံလူတွေအတက်ပညာတွေခဏမေ့ထားဈေးဝယ်သူစိတ်ချမ်းသာအောင်ရောင်းပေးဖို့ကအဓိကပဲအဲ့လိုဈေးဝယ်သူတွေကိုရောင်းတဲ့နေရာမှာတောင်မှကိုကအယောင်းဝယ်တိတိတာတာကောင်းနေစိုက်နေနာချင်းတွေကမနာလိုတာတွေမုန်းတာတွေအကြံတူရန်သူတွေလည်းဖြစ်တတ်တယ်ဈေးဝယ်တွေရဲ့ပြဿနာမျိုးမျိုးရှာတာတွေလည်းသာခံရတတ်တယ်အဲ့ဒါကြောင့်မလို့သားရဲ့မနီရှာဒရကျမ်းမှာလည်းပါတယ်တုဒ္ဒတနိစ္စကျမ်းအတွဲ1အတွဲ2မှာလည်းပါတယ်အတိုက်ခံအနောက်ရှက်တွေလည်းလူကင်းအောင်နော်သူတစ်ပါးကနေအောက်လန်းနေပါတွေလည်းမစင်နိုင်အောင်လက်လာပါတွေလည်းအထူးတွေပေါ်ကျွယ်ဝအောင်ကိုပြောသမျှဆိုသမျှစကားတွေလည်းအောင်ရအောင်အေးချမ်းသာရအောင်ဆိုပြီးတော့ကျွန်တော်အမေကယခုလိုငရုတ်သီး9000နဲ့တံမြာသီးလေး3လုံးကျွန်တော်ဈေးဆိုင်မှာချိတ်ခိုင်းပါတယ်အဲ့တော့ငရုတ်သီးလေးကျွန်တော်တို့9000ကိုနိုင်လွန်ကြိုးလေးထုံးပြီးတော့ပထမ2000တစ်လုံး2000တစ်လုံး2000တစ်လုံး1000ပေါ့နော်အဲ့ဒါလေးချိတ်ဆွဲခိုင်းပါတယ်ပထမတော့ကတော့ကျွန်တော်အမေဒါလေးချိတ်ဆွဲခိုင်းတာဥအောင်နားမလဲဘူးခမနောက်ပိုင်းကျမှနှစ်တည်ကြားလာတဲ့အချိန်မှာဒါလေးချိတ်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်အယောင်းဝယ်တွေလည်းကောင်းတယ်ပြောသမျှဆိုသမျှစကားတွေလည်းအောင်ရတယ်ဒါကျွန်တော်ရဲ့ကံဉာဏ်ဝိရိယနဲ့လည်းဆိုင်နေကျွန်တော်သူတစ်ပါးကိုထားတဲ့စေတနာတွေအကျိုးပေးတာလည်းဆိုင်တာပေါ့နော်ဒါကတော့သူတစ်ပါးကျွန်တော်အောက်လန်းဆင်လို့မရတာပေါ့အဓိကဒီလိုငရုတ်သီးနဲ့တံမြာသီးလေးနဲ့အိမ်မှာချိတ်ဆွဲတာကကျွန်တော်ဈေးဆိုင်မှာမဟုတ်ပါဘူးလူနေအိမ်တွေမှာလည်းဖျားကန်ဧကန်ကုမ္ပဏီရုံးကန်အယောင်ပြကန်တွေရတနာဆိုင်တွေမှာချိတ်ဆွဲထားခြင်းအပြင်သူများရဲ့အောက်လန်းစင်တာတွေအတိုက်ခံအနောက်ရှက်တွေလူကင်းယုံနာမကလလာပါတွေပါအထူးပင်ပေါ်ကျွယ်ဝစီနိုင်ပါတယ်ငရုတ်သီး9000နဲ့တံမြာသီး3လုံးချိတ်ဆွဲပါမနီရှာဒရကျမ်းမှာလည်းပါပါတယ်တုဒ္ဒတရိစ္ဆကျမ်းမှာလည်းပါပါတယ်ခမညာဒါလေးကိုစောင့်ယူကြည့်ပါတိတိတာတာအကျိုးတရားပွားတာကိုလက်တွေ့ကြုံတွေ့တယ်ဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်ညီကိုမောင်နှမတွေဘုသူတ္တရရှိပါသည်ခြင်းအကျိုးငါစေတနာနဲ့ကျွန်တော်ဖြန့်ဝေပေးရခြင်း